ကယ်ဖြစ်တာပါနော်အဲ့ဒီမှာဒါကသူခေါင်းကြီးကန်ပြီးတော့ထွက်လာတဲ့ CCTV ပေါ့နော်ရိုက်မိထားတာပေါ့နော်ကြည်အောင်ယူးကြောင်ကြောင်နဲ့အမလေးကြောက်စရာကြီးဓာကြီးရတစ်ဖက်နဲ့အမလေးအယုတ်ခေါင်းကြီးမှန်လားမသိဘူးအဲ့နားလူတွေကလည်းအယုတ်ခေါင်းကြီးလိုပဲထင်နေကြတာဒီလားကြက်မပြေသူလိုဆွေးချောင်လိုနဲ့ကြည်အောင်ကြောက်စရာကြီးအသက်ခံရတဲ့အမကြီးချစ်စရာလေးစက်ယုံစင်းတာတဲ့ခလေးလေး2ယောက်ရှိရလို့ပြောတန်ကြတဲ့သူကဟိုဒီနေကန်တော့မဟုတ်ဘူးနော်အိမ်လာငားနေတာတဲ့တနာလိုက်တာရှင်ကျမတို့မော်ဘီမှာလည်းအဲ့လိုမျိုးကြီးဖြစ်ရစိတ်ထဲမှာမကောင်းလူကြီးမအောင်မတည်ဘူးရှင်ထဲမှာရင်တုံလိုကြောက်တယ်လို့တော့ဖြစ်မလို့ကိုယ်ကိုမလုံးညုံတယ်လို့တော့ခံစားလာတယ်ကြည်ုံအဲ့တိုင်းလမ်းလျှောက်သွားတာရှင်ကြည်ုံ